career မှာဆိုလို့ရှိရင် silent killer လို့ခေါ်တာပေါ့နော်။ တော်တော် busy နေတာအခုလည်းအလုပ်ဖြစ်နေသေးတာပဲနောက်မှ AC တင်တာပေါ့တချို့တွေကကြတော့သူများတိုးတက်ပြောင်းလဲသွားတာကိုကန်ကောင်းတာကိုဖားတာကိုစသည်ဖြင့်ပေါ့နော်အခါတလေမှာကျမတို့ကပေါ့နော်career ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းမှာ sack ဖြစ်နေရပေါ့နော်တိုးတက်မှုမရှိဘဲနဲ့ဒီနေရာမှာပဲရက်နေတယ်ဆိုတာကိုလည်းသိတယ် promotion ရတဲ့နဲ့လည်းမရဘူးဆိုတာကိုလည်းသိတယ်ဘာကြောင့်မရနိုင်ဘူးဆိုတာကိုလည်းကိုလည်းသိတယ်ဒါပေမဲ့ဘာမှပြောင်းလဲဖို့လည်းမကြိုးစားဘူးဆိုရင်ဒါဟာoutstretch effect ဝင်နေတယ်လို့ခေါ်လို့ရတယ်ပေါ့နော် outstretch effect ဆိုတာဘာလဲဆိုရင်ပြဿနာတစ်ခုရှိနေတယ်ဆိုတာကိုသိတယ်ဒါပေမဲ့ရင်ဆိုင်ဖို့လည်းမကြိုးစားဘူးပြုပြင်ဖို့လည်းမကြိုးစားဘူးပေါ့ဒါမျိုးဟာဒီလိုအပြုတ်မှုဟာဆိုရင် career မှာဆိုလို့ရှိရင် silent killer လို့ခေါ်တာပေါ့နော်ကိုယ့်ကိုအတန်တိတ်နဲ့ကိုယ့်ရဲ့တိုးတက်မှုကိုပိတ်ပင်တားဆီးနေတဲ့အရာပေါ့ဥပမာအပြင်ဆိုရင်အမျိုးသမီးတစ်ယောက်ပေါ့အမျိုးသမီးတစ်ယောက်ကသူ့မှာလှုပ်သက်9နှစ်လောက်ရှိတယ်ဒါပေမဲ့အဲ့လှုပ်သက်9နှစ်အတွင်းမှာ same role ပဲဖြစ်နေတယ် same salary range ထဲမှာပဲရှိနေတယ် no new skills လည်းသူ့မှာဘာမှတက်မလာဘူးနေ့စဉ်လုပ်နေကြအလုပ်ကိုပဲလုပ်နေရတယ် new challenge လည်းဘာမှမရှိဘူးဆိုတာကိုလည်းသူကိုယ်တိုင်လည်းသိတယ်market မှာလိုအပ်နေတဲ့ skills တွေကိုလည်း upgrade လုပ်ဖို့မကြိုးစားဘူး market မှာလိုအပ်နေတဲ့ skills ကို upgrade လုပ်တဲ့အခါမှာကိုယ့်ရဲ့ value ကလည်းကျလာတယ်ဆိုတာကိုလည်းသိတယ်ဒါပေမဲ့ကိုပြောနေတာဟာအခုတောင်တော်တော် busy နေတာအခုလည်းအလုပ်ဖြစ်နေသေးတာပဲနောက်မှ AC တင်တာပေါ့ဆိုတဲ့ဟာမျိုးနဲ့အကောင့်ထဲပေါ်ခြင်းမရှိဘူးပေါ့ကြာလာရင်အဲ့လိုအခြေအနေမျိုးကဘယ်လိုဖြစ်လာမလဲဘာတွေ impact တွေဖြစ်လာမလဲဘယ်လို result တွေရလာမလဲဆိုရင် promotion opportunity တွေကို miss ဖြစ်လာမယ် salary increment စဉ်းစားတဲ့နေရာမှာလည်းကြံခဲ့မယ်inflation ကြောင့်မို့လို့ကိုလာစဉ်ရနေတဲ့လစာသုံးဖို့ဝင်နေတဲ့ဝင်ငွေဟာလည်းဝင်ငွေရဲ့ real income ကလည်းကျလာမယ်အဲ့တော့ဒီနေရာမှာပြဿနာရှိတယ်ဆိုတာကိုသိတယ်ဒါပေမဲ့ရင်ဆိုင်ဖို့မကြိုးစားဘူးမလုပ်ဘူးပေါ့ဒါဟာ outstretch effect ရဲ့ career version တစ်ခုဖြစ်တယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဒီ financial vigilance post ရဲ့ channel blog ရဲ့ mindset အရာဆိုလို့ရှိရင် skill growth ဖြစ်မှာ career growth ဖြစ်မှာပါအဲ့တော့ career growth ဖြစ်တော့မှ financial လည်း growth ဖြစ်လာမယ်ပေါ့နော်အဲ့တော့ simple action ကတော့ဘာလုပ်တင်လဲဆိုရင်အဲ့လိုဖြစ်နေတဲ့လူတွေကိုဒီနေရာတိုက်တွန်းချင်တာက market ရဲ့ value ကို research လုပ်ပါကို့မှာ gap ဖြစ်နေတဲ့လိုအပ်နေတဲ့ skills တွေကိုလေ့လာပါပြီးရင်3 to 6 month plan ဆွဲပြီးတော့ကိုယ့်ရဲ့ learning plan ကိုစပြီးတော့ plan ချပါ career growth မဖြစ်တာဟာကံကောင်းတာမကောင်းတာနဲ့ဆိုင်ပါဘူးတချို့တွေကကြတော့သူများတိုးတက်ပြောင်းလဲသွားတာကိုကံကောင်းတာကိုဖားတာကိုစသည်ဖြင့်ပေါ့နော်ကိုယ်တိုင်တော့မကြိုးစားပဲနဲ့သူများတိုးတက်မှုကိုအလွယ်တကူ comments ပေးတတ်ကြတယ်ပေါ့နော်အဲ့ဒီအစားကိုယ့်ရဲ့ဒီ career growth ဖြစ်ခြင်းပဲဖြစ်ဟာချင်းဟာကံကောင်းတာနဲ့မဆိုင်ဘူးကိုယ့်ရဲ့ရွေးချယ်မှုကိုယ့်ရဲ့ take action နဲ့သာဆိုင်တယ်ဘယ်လိုရွေးချယ်မှုလဲဆိုရင် ignore လုပ်မလား growth ဖြစ်အောင်ရင်ဆိုင်ဖြည့်ရှင်းမလားဒါမှမဟုတ်တိဆောက်မလားဆိုတာနဲ့ပဲဆိုင်ပါတယ် decision ကကျမတို့ပုံမှာပဲမူတည်ပါတယ်အဲ့တော့ outstretch effect ကိုအဝေမခံဘဲနဲ့ရင်ဆိုင်ဖြည့်ရှင်းလိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်